Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာတော့ Thailand Circuit ကွင်းထဲမှာဖြစ်ပါတယ်ကိုမျိုးငယ်ကြီး training lesson တာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီနေ့ကိုမျိုးငယ်ကြီးကိုစောင့်ကြည့်မယ်ကိုမျိုးငယ်ကြီးဘလို့တွေအိတ်လဲဘလို့တွေမောင်းလဲဘလို့တွေခေါ်မလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်ရအောင်အရန်တာရတယ်ဗျအချာတီတို့ကလည်းအရန်ကောင်းတယ်เนาะမိုးတွေပါလည်းမရွာဘူးဆိုတော့လေ Okay အဲ့တော့ကိုမျိုးငယ်လာတာကိုကျွန်တော်ချက်ရိုက်ပေးမယ်ကျွန်တော်အတူတူကြည့်မယ်နောက်နှစ်မှာကိုမျိုးငယ်ကြီးကပြိုင်ပွဲတွေဝင်ပြိုင်သွားဖို့ရှိတယ်ဆိုတော့အကြောင်းလေးကိုလာပြောပြပေးတာပါเนาะသူက R3 ဝယ်ပြီးတော့ဆိုင်ကယ်ပြိုင်ဖို့အတွက်ကိုသူလေ့ကျင့်နေတာပါ Okay ဒါသူဟိုကနေပြီးတော့ကျွန်တော်ရှိတဲ့ဂွေးကိုလာနေပါပြီเนาะကျွန်တော်တို့ချက်ဆောက်ကြည့်ကြည့်မယ်ဗျတန်လေးနားထောင်ထားလိုက်ဒီဘက်ကွေးပြီးသွားရင်ဟိုဘက်ကွေးမှာပါသွားပြီးတော့တိုက်ရိုက်ပေးမှဖြစ်တယ်เนาะကျွန်တော်တို့တွေနောက်ထပ်တစ်နေရာ let's go ဟိုဘက်ထိတ်လေးကိုပေါ့เนาะโอเคကျွန်တော်တို့ဒါသူဝင်လာတဲ့ဟာတစ်ချက်စောက်ကြည့်မယ်ပေါ့เนาะโอเคကျွန်တော်တို့ဒါစောက်ကြည့်မယ်ဖြောက်ကနေပြီးတော့သူဘယ်လိုကိုွေသွားမလဲချက်ချင်းဖြောက်ဆွဲမှာဖြစ်ပါတယ်ကျွန်တော်ဆက်စောက်ကြည့်မယ်ကဲဒီနေ့ကတော့ပြီးပါပြီအချိန်လေးပြောပြပေးပါအောင်ခန်းစားချက်လေးနဲ့ share ပဲ share ပဲ ဘောပတိပဲ ဘာတွေ့ကြုံနေရခဲ့လဲဒီနေ့အဲ့တော့ပေါ့အခုအိမ်မှာဘယ်လိုလုပ်အောင်လဲဆိုတော့ဇနာဆောလို့မရတော့နောက်ကြောက်လည်းမရဘူးနော်ပတိဖြစ်နေအောင်လို့ပတိဖြစ်နေရဘိန်းလေးချက်ပြပေးပါအောင်ရှင်းနေ ဟော share အပြီးရဒီမှာ share ပဲနော်ဒီရက်ပင်လေးတော့ဝင်နေမှာနော်အိတ်ချက်ကြီးနေမြတ်တော်တွေရောပါရောနားမလဲဘူးနော်အိတ်မှာမတော့လည်းရက်ပင် Okay နှစ်ခါမြတ်တိုးတယ်ပေါ့နော်တိုးတယ်အခါတော့တိုးတယ်တဲ့အေးဆွေးဒါကတော့ကျွန်တော်တို့လေ့ကျင့်တာတော့ဒီလောက်တော့ရှိမှာမနော်အရန်မောင်းတာလည်းအရင်တိုးတက်လာတာတွေ့ရတယ်ပေါ့နော်မိုက်ပါတယ် R3 နဲ့ကိုမျိုးငယ်ကြီးပါကဲဒီနေ့အနေထားလေးကတော့ဒီလောက်ပါပဲနော် share ပဲ